မင်္ဂလာပါရှင်ဒီနေ့ကချစ်ချစ်အတွက်ဆေးဘေးအုပ်တုတ်ကျွေးမှာဖြစ်ပါတယ်ကြည့်ပေးကြပါအောင်ဒါကတော့ပါဝင်ထဲ့မဲ့ပစ္စည်းတွေဖြစ်ပါတယ်ခန်းချင်တီးရဲ့တံပြာတီးရဲ့ကြက်သွန်ဖြူကြက်သွန်နီရဲ့စီရဲ့စားရဲ့ထဲ့ပါမယ်ရှင်အကုန်လုံးပြင်ဆင်ပြီးပါပြီဆိုရင်ကျမတို့တုတ်ဖို့အတွက်ပြင်ဆင်ပါမယ်ဆေးဘေးဥကိုအရင်ထဲ့ပါမယ်ဆေးဘေးဥထဲ့ပြီးလို့ရှိရင်ကြက်သွန်နီကိုဆေးပြီးထည့်ပါပေါ့နော်ဆေးပြီးထည့်ရင်ပို့ပြီးတော့စားကောင်းပါတယ်ခန်းချင်တီးထည့်ပါမယ်ခက်ကြက်သွန်ဖြူထည့်ပါမယ်ပြီးလို့ရှိရင်တံပြာတီးကိုညှစ်ထည့်လိုက်မယ်ပေါ့နော်ညှစ်ထည့်လိုက်ပြီးတော့အစားနည်းနည်းထည့်ဖြူမယ်ပေါ့နော်တခြားတော့တူမထည့်ပါဘူးပေါ့စီနည်းနည်းထည့်မယ်ကျမကလေတစ်စွန်းနှစ်စွန်းထည့်မယ်ဆိုတာတခါတည်းဘယ်လိုပြောမလဲအများကြီးပါလာလို့အဲ့လိုဖြစ်သွားတယ်ပေါ့နော်တောက်ပါမယ်ရှင်အရန်ကိုစားကောင်းတယ်ဗီဒီယိုကင်မရာထဲမှာတိတ်မလောက်ဒါပေမဲ့အပြင်မှာအရန်စားကောင်းတယ်လို့ကဲပြီးရင်ဗလဲပကံမှာထည့်ပါမယ်စားကြပါအောင်ကျမကအဂါယောကိုတုတ်ကျွေးတာပါဒါပေမဲ့တုံရင်းနဲ့ကြည်ပြီးတော့စားချင်လာလို့တစွန်းမီးလိုက်ပါတယ်ရှင်အရန်စားကောင်းပါတယ်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်